ချိန်ခဏလေးရှင်သန်ခွင့်ရသူ့ဘဝတစ်သက်တာအပေါင်းအသင်းတွေကြားအမြဲတမ်းတို့ဟာချင်နာစွာမင်းလိုအနိုင်လိုအတိုင်းပေါ်မင်းနာရှိမှာမငြင်းရခဲ့ဘူးပေးဆက်ချူ